လောကကြီးကတခါတလေမှာကျွန်တော်တို့အမောင်လူတွေကိုပြစ်ချထားတတ်တယ်ဗျာလောက်ကင်ပစ္စည်းဟာရှက်ခင်ရတဲ့သူတွေနဲ့ဝေးကွာရတာဒါမှမဟုတ်ကိုပြစ်ချင်တဲ့ဆန္ဒတွေတစ်ခုပြီးတစ်ခုရိုက်ရှိုးခံရတဲ့အခါကျွန်တော်တို့ရှိဆက်ရမယ့်လမ်းကြောင်းတွေကပျောက်ဆုံးသွားတတ်ပါတယ်အဲ့ဒီအချိန်မှာလူတစ်ယောက်အတွက်အကြောက်ဆုံးအရာအမောင်လူမဟုတ်ဘူးဗျာလင်းအောင်ထပ်မလာတော့ဘူးလို့ထင်မှတ်သွားတဲ့စိတ်ကူပဲဖြစ်တယ်ဒါပေမဲ့တမိုင်းတစ်လျှောက်လူသားတွေကဘလို့ခက်ခဲတဲ့ကပ်ဘေးတွေစစ်ပွဲတွေနဲ့ဆင်းရဲဒုက္ခတွေကိုကြုံဖြတ်ခဲ့ကြတယ်ခမရဲ့ဘိုးဘွားတွေဖေမေတွေဘိုးဝေးတွေအားလုံးကအဲ့လိုမျိုးအခက်ခဲတွေကိုဘလို့ကြုံဖြတ်ခဲ့ကြတယ်ဖြေရောတခုတည်းပါအဲ့အောင်မျိုးနဲ့ချက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကမျက်စိနဲ့မမြင်ရပေမဲ့နှလုံးသားနဲ့ခံစားလို့ရတဲ့လောကကြီးကိုအယောင်ရှယ်ပေးနေတဲ့မျိုးနဲ့ချက်ရဲ့အယောင်အကြောင်းကျွန်တော်စိတ်ကူးရင်းနဲ့ပြန်တမ်းပြအောင်မျိုးနဲ့ချက်ဆိုတာပါလေမျိုးနဲ့ချက်ဆိုတာစိတ်ကူးရင်လည်းမဟုတ်ကောင်းမြတ်ဝါဒတတ်လည်းမဟုတ်ပါကောင်းမြတ်ဝါဒဆိုတာယာတော့စင်ပြေတော့မှာပါလို့ယုံကြည်တာဖြစ်ပြီးတော့မျောလင်းချက်ကတော့အခုစမပြင်းနေလဲငါလုံးဆောင်နိုင်တဲ့အရာတစ်ခုခုရှိသေးတယ်လို့ဆက်ပြီးတော့ယုံကြည်တာပါပဲစိတ်ပညာရှင်စတူဝတ်မေရဲ့မျောလင်းချက် theory ကမျောလင်းချက်မှာချက်သုံးချက်ရှိရပြပထမတစ်ချက်ကတော့ပန်းနိုင်မယ်ကိုပါဖြစ်ချင်တယ်ဆိုတော့ရည်မှတ်ချက်ဒုတိယတစ်ချက်ကတော့လမ်းကြောင်းအဲ့ပန်းနိုင်ကိုတွားဖို့နီလန်းတွေရှာဖွေနိုင်တဲ့အစွမ်းတတိယတစ်ချက်ကတော့တွားငါလုံနိုင်တယ်ဆိုတော့ကိုယုံကြည်မှုဒီသုံးခုပေါင်းစပ်လိုက်တဲ့အခါမျောလင်းချက်ဆိုတဲ့အကြောင်းကထွက်လာတယ်အဲ့ဒီအကြောင်းကဖြူရောင်လိုမျိုးစင်ကြယ်တယ်ပြာရောင်လိုမျိုးတည်ငြိမ်နေပြီးတော့ဘဝရောင်လိုမျိုးလဲသူကတောက်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာနာဇီချင်းစကန်တွေမှာတက်ရှင်ကျန်ခဲ့တဲ့စိတ်ပညာရှင်တယောက်ရှိရဗျသူ့နာမည်က Viktor Frankl သူကပြောဖူးတယ်လူတယောက်စီကနေအရာအလုံးလူယူလို့ရပါမယ်နောက်ဆုံးကြံ့နေတဲ့လွတ်လပ်ခွင့်တစ်ခုကိုလူယူလို့မရဘူးတဲ့ကျွန်တော်စီကနေအဲ့ဒီရောက်ဘယ်သူမှလူယူလို့မရပါအဲ့ဒါကဘလို့ရှင်နေမျိုးမှမဆိုကိုယ့်ရဲ့သဘောထားကိုကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ပဲအချင်းစကန်ထဲမှာအစာငတ်ရေငတ်နှိမ့်ဆက်ခံရတဲ့ကြားကနေဘဒူတွေကအသက်ရှိရှိရှင်သန်ခဲ့ကြတယ်ခွန်အားတောက်တင်ဆုံးသူကြီးမဟုတ်ဘူးရ။နောက်ပြန်ကြရင်ငါပြီးကြောက်စုနဲ့ငါပြန်တွေ့ရမယ်။ဒါမှမဟုတ်ငါရေးလက်ဆောက်စာအုပ်ကိုအပြီးတတ်ရမယ်။ဆိုရဲမျောလင်းချက်အယောင်လေးတစ်စက်ကိုစုပ်ကင်ထားနိုင်တဲ့သူတွေပဲတတ်ရှင်ကျင်ခဲ့ကြ။မျောလင်းချက်ခန္ဓာကိုယ်ရဲ့ခုခံအားတင်မှုစိတ်ဝိညာဉ်ရဲ့ခုခံအားကိုပါမြင့်တင်ပေးရတယ်။မျောလင်းချက်မှာအယောင်တစ်ယောင်လည်းမရှိပါဘူး။အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်အဲ့မျောလင်းချက်မှာပထမဆုံးကအစိမ်းရောင်သူကအတစ်တမှပြန်လဲမွေးဖွားခြင်းကိုစားပြုရတာစောင်းရတီအကုန်မှာထွက်လာတဲ့ရွက်နှုတ်လေးတွေရဲ့အယောင်လိုမျိုးပဲနောက်တစ်ရောင်ကရွှေဝါရောင်သူကအတိညာနဲ့လမ်းပြမှုကိုစားပြုတယ်အမောင်ထဲမှာတော့မှလမ်းပြတဲ့မီးရင်လေးရဲ့အယောင်လိုမျိုးပဲတတိယရောင်ကခရမ်းရောင်ခန္ဓာရင်နဲ့ဂုံတိတ်ခါကိုစားပြုတယ်နာကျမှုတွေကြားကနေထွက်ပေါ်လာတဲ့ရင်ကျမှုရဲ့အယောင်ခမောက်ခုဘလို့ရောင်လိုအပ်နေတယ်လဲကျွန်တော်ကခ
ခဲအောင်လွှမ်းနေတခါတလေမှာကျွန်တော်တို့ဟာကိုယ့်ရဲ့မျောလင့်ချက်ကိုသူများစီမှာတွားရှာတတ်ကြရပါကျွန်တော်ကိုယ်တိုင်နဲ့အဲ့အမျိုးကိုဖြစ်နေရတယ်ဒါပေမဲ့တကယ်ရောက်စစ်ကတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲရှိရပါခမည်းပကြီးစရာတယောက်ဆိုရင်ခမည်းဘွားရဲ့ပိဿပေါ်မှာဘာရောင်နဲ့ဆက်ရှင်မလဲဆိုတာခမည်းရဲ့လက်ထဲကစုပ်ကံပေါ်မှာပဲမူတည်ရကျွန်တော်သိပ္ပံနီကြမျောလင့်ချက်အကြောင်းလေးဆက်ပြီးတော့ပြောချင်ပါလားဒီမျောလင့်ချက်ကိုသိပ္ပံနီကြကြည့်မယ်ဆိုရင်ဒီမျောလင့်ချက်ရှိတဲ့သူတွေရဲ့အုံနောက်ထဲမှာဒိုပါမင်းနဲ့အန်ဒိုပါမင်းလိုမျိုးစိတ်ချမ်းသာစေတဲ့ဟော်မုန်းတွေပို့ပြီးတော့ထွက်တယ်ဗျာဒါကစိတ်ကူးကျင်တာမဟုတ်ပဲနဲ့ခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်ကိုပါပြောင်းလဲစေတာမျိုးဗျာမျောလင့်ချက်ကလူကိုပို့ပြီးတော့တီထွင်ချန်စားနိုင်စီပြဿနာတစ်ခုနဲ့ကြုံလာတဲ့အခါမျောလင့်ချက်မဲ့နေတဲ့သူကလမ်းဆုံးပြီးတော့တွေးနေတဲ့အချိန်မှာမျောလင့်ချက်ရှိတဲ့သူကတခြားလမ်းဘယ်နှကြောင်းရှိသေးလဲလို့ဆက်ပြီးတော့ရှာဖွေရတာဒီရှာဖွေနိုင်တဲ့အစွမ်းကပဲလူသားမျိုးနွယ်ကိုဒီနေ့ထိတည်တံ့စေခဲ့တာပါနောက်ခုကတော့မျောလင့်ချက်ကိုကျွန်တော်လူမိမိကြအောင်ဒီမျောလင့်ချက်ဆိုတဲ့ຢာလိုပေါက်လာတဲ့ပေါင်းပင်ဖို့ဘူးလေဂယုတစားကြီးစိုက်ပြရတဲ့ပန်းပင်နဲ့တူတယ်တင်းရဲ့အောင်မြင်မှုတွေကိုအရင်ဆုံးရှာဖွေကြည့်ခင်ဗျားဒီနေ့အေးရထနိုင်တာစာသမမျက်နှာဖတ်နိုင်တာလည်းခင်ဗျားရဲ့အောင်မြင်မှုပါအဲဆိုတော့ခင်ဗျားဒီနေ့တခုခုလုပ်နိုင်တယ်အဲ့လိုအရာတွေကိုခင်ဗျားတန်ဖိုးထားတယ်ဒုတိယတစ်ခုကပတ်ဝန်းကျင်ကိုတတ်စင်တာခင်ဗျားကိုအမြဲအစိုးမြင့်နေတဲ့သူတွေထက်ခင်ဗျားကိုခွန်အားပေးနေတဲ့သူတွေနဲ့နီးနီးကပ်ကပ်နေခင်ဗျားကိုအစိုးတွေပဲပြောနေတဲ့သူတွေကခင်ဗျားရဲ့ပတ်ဝန်းကျင်ကိုဖျက်ဆီးနေတယ်ခင်ဗျားရဲ့စိတ်တွေအောင်ပြီးတော့နောက်တစ်ချက်ကအသိကိုသင်ခန်းစာယူနာဂတ်ကိုပုံဖော်ခင်ဗျားရင်ကကြော်ဖြတ်ခဲ့ဘူးတဲ့အခက်ခဲတဲ့အချိန်တွေကိုပြန်တတိယအောင်အဲ့ဒီတော့ကကြော်ဖြတ်နိုင်ခဲ့ရင်လည်းအခုလည်းကြော်ဖြတ်နိုင်မှာခင်ဗျားကိုယုံကြည်လို့နောက်ထပ်ကျွန်တော်ပြောမှာမောင်ထဲမှာရှိနေတယ်အမော်ဆုံးညမှာပဲကျယ်ကိုထင်ရှားဆုံးမြင်ရတယ်ဆိုတဲ့စိုးစကားရှိတယ်ခင်ဗျားဘဝမှာခက်ခဲဆုံးအချိန်တွေကခင်ဗျားရဲ့တကယ်တပူသိရမယ့်အချိန်တွေပါပဲမျောလင့်ချက်ဆိုတာနေသားတဲ့နေ့တွေမှာအသုံးဖို့မဟုတ်ပဲနဲ့မုံတိုင်းထန်တဲ့ညတွေမှာလမ်းမပြောင်းအောင်သုံးဖို့ပဲဖြစ်တယ်ဗျခင်ဗျားအခုခံစားနေရတဲ့နာကျင်မှုတွေစိုးရိမ်ပူပန်မှုတွေကထာဝရမှုလောကကြီးမှာအမြဲတမ်းတည်ရှိနေတဲ့အရာဆိုလို့အပြောင်းလဲပဲရှိရပါအခုအမောင်ကြနေမကြခင်ချိန်မှာတနေ့လင်းလာတော့မယ်ဆိုတာဧကံမလွဲပါပဲကျွန်တော်နောက်ဆုံးပြောချင်တာခင်ဗျားရဲ့ရောင်ခင်ဗျားချပေးပါကျွန်တော်ခင်ဗျားကိုမေးချင်တာခင်ဗျားနှလုံးသားထဲမှာခင်ဗျားရဲ့မျောလင့်ချက်ရဲ့ရောင်ကဘယ်လောက်ထိတပ်ပနေပြီလဲခင်ဗျားအဲ့မမိန်သွားပါစေနဲ့တစ်ခါလေးမှရောင်မိန်သွားခဲ့ရင်တော့စိတ်မပြတ်ပါနဲ့အနားယူပါခင်ဗျားပြန်နေပြီးတော့အားဖြည့်ပါပြီးရင်ရှိစပ်ပါလောကကြီးကခက်ခဲနေပါဒါပေမဲ့ခင်ဗျားအဲ့ဒီခက်ခဲတွေ